မင်္ဂလာပါပရိသတ်တို့ရေ Midnight Terror Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အခန်းနံပါတ်434ရဲ့ဖိတ်ခေါ်သံဆိုတဲ့ထိတ်လန့်ဖွယ်ရာဇာတ်လမ်းလေးရဲ့ပတ်2ဖြစ်တဲ့အခန်းနံပါတ်434ရဲ့နာကျင်ဖွယ်ရာအတိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။အခန်းနံပါတ်434ရဲ့နာကျင်ဖွယ်ရာအတိတ်လွန်ခဲ့တဲ့10နှစ်ကနှင်းနုဆိုတဲ့မိန်းကလေးဟာသူမရဲ့တငယ်ချင်းတစုနဲ့အတူအားလရဲ့ခရီးထွက်လာရင်ဒီဟိုတယ်ကိုရောက်ရှိခဲ့ပါတယ်။သူမဟာကန်ဆိုးစွာနဲ့ပဲအခန်းနံပါတ်434ကိုတယောက်တည်းတဲခိုဖို့ရွေးချယ်မိခဲ့တာပါ။ညနက်ပိုင်းမှာနှင်းနုရဲ့အခန်းတကားကိုတစုံတစ်ယောက်ကလာခောက်ပါတယ်။ဝန်ဆောင်မှုပေးဖို့ပါဆိုတဲ့အတန်ကြောင့်သူမတကားဖွင့်ပေးလိုက်မိတဲ့အခါအပြင်မှာရက်နေတာကဟိုတယ်ဝန်ထမ်းမဟုတ်ဘဲမျက်နှာဖုံးစွပ်ထားတဲ့လူစိမ်းတစ်ယောက်ဖြစ်နေပါတယ်။အဲ့ဒီလူဟာနှင်းနုကိုအခန်းထဲအတင်းတွန်းပို့ပြီးတပ်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။နှင်းနုဟာအတင်းရုန်းကန်ရင်အခန်းထဲကဘီရိုကြီးထဲကိုပုန်းရှောင်ခဲ့ပေမဲ့အဲ့ဒီလူကဘီရိုတကားကိုအပြင်ကနေတော့ခတ်လိုက်ပြီးဟိုတယ်ကနေထွက်ပြေးသွားခဲ့ပါတယ်။ဘီရိုထဲမှာပိတ်မိနေတဲ့နှင်းနုဟာအသက်ရှူရခက်ခဲလာပြီးအပြင်ကလူတွေကြားအောင်ဘီရိုတကားကိုလက်သေးတွေနဲ့ကုတ်ချစ်ပြီးအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကဟိုတယ်မှာပြုပြင်ရေးလုပ်နေတာကြောင့်ဆူညံတန်တွေကြားမှာသူမရဲ့အတန်ဟာပျောက်ကွယ်သွားခဲ့ရပါတယ်။ရက်ပေါင်းများစွာကြာတဲ့အထိဘယ်သူမှရှာမတွေ့ခဲ့တာကြောင့်နှင်းနုဟာဘီရိုထဲမှာပဲအငတ်ဘေးနဲ့သေဆုံးသွားခဲ့ပါတယ်။သူမသေဆုံးသွားတဲ့အခါမှာတော့သူမရဲ့နာကျင်မှုနဲ့အာဃာတတွေဟာအခန်း434ထဲမှာအမြင့်တွယ်ကျန်ရစ်ခဲ့ပြီးနောက်ပိုင်းတဲခိုတဲ့သူတွေကိုသူမခံစားခဲ့ရသလိုမျိုးပြန်လည်ခံစားရအောင်လိုက်လံချောင်းလှန့်နေပါတော့တယ်။အခုဆိုရင်ဝေယံဘာကြောင့်ပျောက်ဆုံးသွားရလဲဆိုတာပိုပြီးရှင်းလင်းသွားပြီပေါ့နော်။ဇက်လန်လေးကတော့ဒီမှာရင်ပြီးဆုံးပါပြီပရိသတ်ကြီးတို့ရေ။နောက်ထပ်တွေလည်းဒီထက်ပိုပြီးထိတ်လန့်ကြောချမ်းစရာကောင်းတဲ့တရေဇက်လန်မျိုးတွေကိုနားထောင်ချင်နေဆိုရင်နော်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။